verb to be ကို I နဲ့ you နဲ့တွဲသုံးတဲ့အကြောင်းလေးပြောကြည့်အောင် I ဆိုရင် I am I ဆိုရင် I am ကို speaking အနေနဲ့ပြောမယ်ဆို I မဟုတ်ဘဲနဲ့ I am မဟုတ်ဘဲနဲ့ I'm ပေါ့နော်သူက I'm လို့ပြောလို့ရပါတယ်အဲ့တော့ I'm from Russia ကျမကရုရှားဖြစ်ပါတယ် You're from Australia you are နော် You're from Australia ဒါဆိုရင်အတူကောက်ရေးထားပါနော် You're from Australia မင်းက Australia ပေါ့ Australia ကဖြစ်တယ်ပေါ့ I'm not from Italy I'm not ဆိုတာက I am not နဲ့အတူတူပဲနော် You ain't from Egypt are not လို့မရေးဘဲနဲ့ ain't လို့လည်းရေးလို့ရတယ် You ain't from Egypt မင်း Egypt ကမဟုတ်ဘူးနောက်တစ်ခုက Where you from Where are you from ပေါ့နော် Where you from မင်းဘယ်ကလဲဒါဆိုရင်မင်း Spain ကလားဆိုရင် Are you from Spain မင်း Spain ကလားဟုတ်တယ်ဆိုရင်ဒီမှာ verb to be နဲ့မေးထားတယ်ဆိုရင် Yes I am no I am not Yes I am no I'm not ကြိုက်တာဖြစ်လို့ရနော်မင်း Spain ကလား Are you from Spain မင်း Spain ကလား Yes I am ဟုတ်ပါတယ် No I'm not မဟုတ်ဘူးဆိုရင် No I'm not ဒီမှာပြထားတဲ့ box ထဲမှာရေးထားတာက are I apostrophe am not you ငါခုပြထားရမနော်ဒီထဲမှာကိုဖြည့်ကြည့်အောင်နံပါတ် E မှာ where blank you from ဒါဆိုရင်ဘယ်ကလဲပေါ့နော် you from အမင်းဘယ်ကလဲလို့မေးကြတာတော့ you ဆိုတော့ဘာနဲ့တွေ့မလဲ are နဲ့တွေ့မနော် you are you ဆိုရင်လည်း are နဲ့တွေ့တော့ you are ဆိုတော့မေးခွန်းဆိုတော့ where are you from ပေါ့နော်မင်းဘယ်ကလဲ I ဆိုရင် are နဲ့တွေ့မလား I ချင်းပြန်တွေ့မလား apostrophe am နဲ့တွေ့မလားဟုတ်တယ် I ဆိုတာက am နဲ့တွေ့တာဖြစ်တဲ့အတွက်သူ့ကိုနော်စကားလုံးချုပ်ပြီးရေးမယ်ဆိုရင် I'm from Australia ငါ Australia ကပါ and you မင်းကိုဒီလိုပြန်ပြီးရအောင်နော်ဥပမာ A ကဖြေမယ်ကွာအရှိမ blank ပေးထားမယ် apostrophe am from Italy am ဆိုတော့ am ကဘာနဲ့တွေ့မလဲ you နဲ့တွေ့မလား I နဲ့တွေ့မလား I နဲ့တွေ့မယ်နော်အဲ့တော့ I'm from Italy ဟိုမှာ B ကပေးထားမယ် really တကယ်လား blank from Rome မင်းကရောမကလားလို့ပြောတော့ blank from Rome မင်းရောမကလားလို့မှတ်တာဆိုရင် I ရဲ့နောက်က ဆိုတော့ I နဲ့တွေ့မလား you နဲ့တွေ့မလား you နဲ့တွေ့မယ်နော်အဲ့တော့ are you from Rome သူကပြန်ပြမယ် no I'm မဟုတ်ဘူး no ပါတဲ့အတွက် no I'm ဟုတ်တယ် not နော် no I'm not မဟုတ်ပါဘူး I'm from Milia verb to be ကို with he she it နော် verb to be ကိုကျတော့ he she it နဲ့တွဲသုံးမယ်ဆိုရင်is နဲ့ပဲတွဲမယ်ပေါ့နော် verb to be တွေက is နဲ့ he she it နဲ့တွဲမယ်ပေါ့အဲ့တော့ဥပမာကြည့်အောင် he is from England သူ England ကဖြစ်တယ် he is ပေါ့နော် he is ကိုအတူကောက်ရေးထားတာ he is she is ဆိုရင်လည်း she's it is ဆိုရင်လည်း it's he is from England as in is in the USA it is ပေါ့နော် she isn't is not လို့ပြောနော် isn't she isn't from England သူမ England မဟုတ်ဘူး isn't ဆိုတာ is not ပေါ့နော် it isn't in Australia is not က isn't ပေါ့နောက်သူမကဘယ်ကလဲလို့မေးခြင်းတယ်ဒါဆိုရင် where is she from သူမဘယ်ကလဲ apostrophe s နဲ့ she နဲ့တွေ့ထားဆိုတာ is she ပေါ့ is he from Russia သူ Russia ကလားဟုတ်တယ်ဆိုရင် yes he is မဟုတ်ဘူးဆိုရင် no he isn't